ကဲအားလုံးပဲမင်္ဂလာပါနော်ဒါတော့စမကီတွေတက်ဆင်ချင်တဲ့ညီကိုတွေများအတွက်ဒါတော့စမကီတက်ဆင်နည်းလာဆင်ပြပေးမယ်ပေါ့နော်ဘာတွေလူအားတယ်လဲပေါ့နော်ဒီလိုမျိုးရိုးပဲပေါ့နော်အမျိုးအစားတော့အမျိုးမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လာတက်ဆင်တဲ့မျိုးကိုလာဆင်ပြပေးမယ်ပေါ့နော်ဒါတော့ဒီမျိုးပုံစံဒီလိုမျိုးဒီနဲ့ကြိုးသူချီထားတယ်ပေါ့နော်ဒါတော့ကာပရိုက်တာဘိတ်တွေအတွက်ဆိုကျွန်တော်တို့သော်ရမယ်နော်ဒီနဲ့ကြိုးကတော့ပြီးတော့ဘာအယောင်တွေရှိလဲဆိုတော့ဒီမှာပြပြလေးဆင်ပြပေးမယ်တေချာအစောအထိကြည့်ပြီးတော့နားလဲလောက်တာသွားမှတေချာပါတယ်ပေါ့နော်အဝါကျိုးနဲ့ကြိုးရှိမယ်ပြီးတော့အမဲကျိုးတကြိုးရှိမယ်ပြီးတော့အနီကျိုးတကြိုးရှိမယ်ပြီးတော့လိမ္မော်ကျိုးတကြိုးနဲ့ပြီးတော့အနောက်စောကတော့အပြာကျိုးတကြိုးရှိမယ်ပေါ့နော်တေချာနားတော့နော်ပြီးတော့အစောအထိနားလဲကိုယ်တိုင်လှုပ်လို့တာရအောင်โอเคနော်အဲ့ဆိုတော့ဒီကျိုးတွေကိုဆိုင်ကယ်ထဲမှာဘာတွေနဲ့အစင်ချိတ်ဆဲရတယ်လဲဆိုတော့ဒီမှာကျွန်တော်ဆင်ပြမယ်နော်အဲ့တော့အနီကျိုးတကြိုးကိုကျွန်တော်တို့ဘက်တလီအပေါင်နဲ့ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ပေါ့နော်တွေ့မယ်အမဲကျိုးတကြိုးကတော့ဘက်တလီအနှုတ်နော်ဒါတော့အပေါင်နဲ့အနှုတ်နော်အပေါင်နဲ့အနှုတ်ကျွန်တော်တို့ချိတ်ဆဲလိုက်တာနဲ့မီကတော့အဲ့ဒီအထဲမှာရောက်မယ်နော်ပြီးတော့ဒီမှာသောကျိုးဒီအဝါနဲ့ကျိုးကတော့စီကနေမီဘယ်ညနဲ့ကျိုးနော်ဘယ်ကျိုးပဲဖြစ်ဖြစ်ပြောင်းထည့်လဲရတယ်ပေါ့နော်ဘယ်တကြိုးညတကြိုးချိတ်ဆဲလိုက်ပါခဏကြာရင်ဆိုင်ကယ်ထဲမှာချိတ်ဆဲပြီးတော့ပြပေးမယ်တေချာကြည့်နော်ပြီးတော့ဒီမှာအလိမ်မော်ကျိုးတကြိုးရှိနေအဲ့ဒီအလိမ်မော်ကျိုးကိုဆိုင်ကယ်သော့ကနေထွက်လာတော့အမဲကျိုးနဲ့ပြီးတော့မဲဖြူကျိုးနဲ့နှစ်ကျိုးကိုပေါင်းပြီးတော့ချိတ်ဆဲလိုက်ပါမဟုတ်ရင်တော့တချို့ဆိုင်ကယ်တွေမဲပြရှိတယ်နော်အမဲပြနဲ့အမဲကျိုးနဲ့ချိတ်ဆဲလိုက်ပါနော်โอเคပြီးတော့ဒီဂျိုးကတော့နောက်ဆုံးဂျိုးကတော့အပြာရောင်အဲ့ဒီအပြာဂျိုးကတော့ကျွန်တော်တို့စတက်လီလေးမှာဝင်လာတဲ့အပေါင်ဂျိုးနဲ့ကျွန်တော်တို့ချိတ်ဆဲရမယ်နော်โอเคနော်အဲ့ဆိုတော့ဘယ်လိုမျိုးချိတ်ဆဲရတယ်လဲဆိုတော့ကျွန်တော်နဲ့အတူတူကြည့်ရအောင်ပေါ့နော်ဒီမှာပြပေးမယ်နော်သောကတော့2မျိုးပါမယ်နော်ဒါတော့စမကီအတွက်သောဖို့လီမွန်ရောပါမယ်ပြီးတော့သော့ရောကားလိုပဲနော်အယောင်ကိုမိုက်နေဗျโอเคအဲ့ဆိုတော့ကျွန်တော်တို့အတူတူသွားကြည့်ရအောင်ဆိုင်ကယ်ထဲမှာဘယ်လိုမျိုးတက်ဆင်ရတယ်လဲဆိုတော့โอเคကဲဟုတ်ပြီနော်ဒါတော့ကျွန်တော်တို့ချိန်ဆဲလိုက်ပြီပေါ့နော်ချိန်ဆဲပြီးတော့ဒီလိုမျိုးပုံစံနဲ့သူလာမယ်ပေါ့နော်ပြီးတော့ကျွန်တော်ပြမယ်တကြိုချင်းစီကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်ချိန်ဆဲပြီးသွားတာနော်ဒီမှာပထမစောဒီမှာလိမ္မော်ကျိုးကိုကျွန်တော်တို့သော့မှာဒီမှာတွေ့လားသော့မှာနှစ်ကျိုးကျွန်တော်တို့ပူပေးပြီးတော့ဒီမှာတွေ့လားအမဲပြကျိုးနဲ့အမဲကျိုးကိုကျွန်တော်တို့နှစ်ကျိုးပူလိုက်တယ်ပေါ့နော်လွယ်ပဲတေချာကြည့်နော်ပြီးတော့လောက်သားရအောင်နော်ညီကိုတို့အမဲပြနဲ့အမဲကျိုးကိုကျွန်တော်တို့ပူပြီးတော့ချိန်ဆဲလိုက်ပါနော်သော့ခလောက်လေးနဲ့နော်โอเคနော်ပြီးတော့ဒီမှာကြည့်အဝါနှစ်ကျိုးနော်အနောက်စီကနေကျိုးနဲ့ဒီမှာတွေ့လားမိုးပြနဲ့အလိမ်မော်ရောင်အဲ့ဒီနဲ့ကျိုးကိုကျွန်တော်တို့ပူလိုက်ပါဒါတော့ကျိုးတွေဖြတ်ဆရာမလို့နော်ကျိုးတွေဖြတ်ဆရာမလို့ကျွန်တော်တို့ socket ထဲမှာချိန်ဆဲလို့ရပါတယ်ဗျပြီးတော့ဒီမှာကြည့်အနီနဲ့အမဲကျိုးဘက်တလီဒီမှာတွေ့လားဘက်တလီအပေါင်းမှာအနီကျိုးနဲ့ပေါင်းပေးလိုက်ပါနော်ပြီးတော့အနောက်ကတော့ဘယ်နေရာမှာဆို fry တစီလုံးနော်အနောက်သက်ပဲမီးတွေပါတယ်မစော့လိုက်ရအောင်ကောင်းလေးလှုပ်ထားပြီးတော့ချိန်ဆဲပေးလိုက်ပါနော်အပေါင်းနဲ့အနောက်ချိန်ဆဲလိုက်တာနဲ့မီးရောက်မယ်ပေါ့နော်ဒီမှာမီးလည်းရောက်ပြီးတော့ signal ကျိုးလည်းချိန်ဆဲပြီးတော့သော့ကပေါင်းသားပြီးပေါ့နော်ဒါတော့ကျွန်တော်တို့ remote အလုပ်လုပ်လို့ရပြီလားဒီမှာကြည့်နော်ဒါတော့ကျိုးတွေပါတယ်ဖြတ်ဆရာမလို့ဘယ်နဲ့ကိုယ်တိုင်လှုပ်လို့ရတဲ့နည်းလေးပေါ့နော်ဒီမှာကြည့်ကျွန်တော်တို့စတားနှိပ်ကြည့်မယ်ပေါ့နော်ဒီခလောက်လေးကိုကျွန်တော်တို့နှစ်ချက်နှိပ်လိုက်ပါဒီမှာရပြီနော်โอเคနော်ဒါတော့ကျွန်တော်တို့ပိုက်မယ်ဆိုတော့ဒီမှာကြည့်သော့ခလောက်လေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါသိပြီနော်ဒါတော့စမကီလိုအားတဲ့ရင်ကိုတွေများဘလောက်ထိအကွာဝေးလောက်နှိပ်လို့ရလဲဆိုတော့2ကီလိုမီတာဆောင်မေးလောက်နှိပ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာကြည့်အဆောင်တွေဆိုတော့ဘယ်လိုမျိုးချိန်ဆဲရတယ်လဲဒီမှာကြည့်အဆောင်ကတော့ကျွန်တော်ဖြုတ်ထားတယ်ပေါ့နော်အဆောင်တော်တော်ကျဲတယ်တကယ်လို့ချိန်ဆဲမယ်ဆိုရင်တော့ဒီဂျိုးလေးကိုကျွန်တော်တို့ထိုးထည့်လိုက်ပါဒီမှာကြည့်ငါတွေ့လားဂျိုးဒီဂျိုးလေးကိုကင်ပေးပါစရာဒီမှာဒီလိုမျိုးထိုးထည့်လိုက်ပါပရက်ပြီးတော့ဒီမှာကြည့်တကယ်လို့အဆောင်တော်တော်ကျဲတယ်နော်ကျွန်တော်ပြောတယ်နော်ဒီမှာကြည့်ဒီမှာကြည့်ဒါတော့စမကီနဲ့ချိန်ဆဲမယ်ဥပမာကျွန်တော်တို့ပိတ်မယ်ဆိုတော့ဒီမှာကြည့်ဒီမှာနှိပ်လိုက်ပါဒီမှာအဆောင်တွေ့လားအဆောင်တော်တော်ကျဲတယ်နော်ဒီမှာနော်ဥပမာကျွန်တော်တို့သခိုးတွေပါတယ်ကင်တဲ့အခါလှုပ်တဲ့အခါကျွန်တော်ဒီမှာအဆောင်တော်တော်ထွက်တယ်တွေ့လားအကြောင်းကျွန်တော်တို့ပိတ်လိုက်ပါနော်ဒါတော့ကြိုက်တဲ့ရင်ကိုတွေများနော်ကျွန်တော်ခုနပြောထားတဲ့အတိုင်းပဲပေါ့နော်အဆောင်နော်ရောစရာမလိုဘူးအဆောင်ကတော်တော်ဆိုးတယ်နော်အကြောင်းလူအားတဲ့ရင်ကိုတွေကြိုက်တဲ့ရင်ကိုတွေဒီဗီဒီယိုကြည့်ပြီးတော့တေချာကြည့်ပြီးတော့ကိုယ်တိုင်လှုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကြိုပြောထားမယ်နော်ဒီလိုမျိုးလာတာကတော့မွန်ဒယ်မီအပိတ်တွေပဲလှုပ်လို့အဆင်ပြေတယ်မွန်ဒယ်နဲ့အပိတ်ဆိုတော့ကျွန်တော်တို့ကြိုးတွေဖြတ်ရတယ်ပေါ့နော်ဘာကြိုးတွေကိုဖြတ်ရတယ်လဲဆိုတော့ဒီမှာကြည့်ဒီမှာတွေ့လားဗျ relay start တဲ့မှာတကယ်လို့မွန်ဒယ်မီဘိုက်တွေဆိုရင်တော့မဲပြမပါဘူးမဲပြကတော့ပြောလိုက်ရင်တော့အပေါင်ကြိုးပေါ့နော်အပေါင်ကျိုးကတော့ဒီမှာအပေါင်နဲ့ကျွန်တော်တို့ပူတာပြီးသားဒါပေမဲ့မွန်ဒယ်နှိပ်ဘဲတို့တွေကတော့အနှုတ်ကျိုးမပါဘူးဗျအနှုတ်ကတော့ဟိုခလုံးမှာမဟုတ်ရင်တော့ဟိုစတာနေတဲ့ခလုံးမှာအသွားချတယ်ပေါ့နော်အဲ့ဒီမွန်ဒယ်မိဘဲကတော့မဟုတ်ဗျဒါလိုက်အားချထားတယ်နော်အကြောင်းတဲ့နှိပ်ဘဲချိန်စိတ်ရင်တော့ကြိုဖြတ်ပြီးတော့ချိန်စိတ်ရပေါ့နော်မွန်ဒယ်မိဘဲအတွက်တော့လောက်စရာမလိုထိုးလိုက်ရောပဲလီမူလိုအားတဲ့ရင်ကိုတွေများမဖြစ်မနေဒီနီလေးကို
စောင့်ကြည့်ပြီးတော့သုံးကြည့်လို့ရတယ်ဗျနော်အားလုံးအတွက်အဆင်ပြေမယ်ဆိုတော့တရားတစ်ချက်ချဲပြီးတော့follow တွေလောက်ထားပေးပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဝင်ကြည့်အားပေးတဲ့ညီကိုတွေများအားလုံးနော်โอเคနော်ဒါတော့အယောင်ကို7နော်ဒါတော့ super ကဆိုင်ကယ်နော်ကျွန်တော်တို့စောင့်ကြည့်ပေးလိုက်ပြီနော်ဥမာဒီနေရာလောက်အထိနော်နှစ်ချက်နှိပ်ရမယ်နော်နှစ်ချက်နှိပ်လိုက်တာနဲ့သူလို့ပြီနော်โอเคဒါတော့အားလုံးကျေးဇူးအားပေးတဲ့ညီကိုတွေများလဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျအောင်ဆုံးလားဆိုင်မင်္ဂလာပါဆရာကြီးသင်ပြလာဆရာမင်္ဂလာပါနော်โอเคဒါတော့ဆရာဇဝင်လောက်ခိုင်းတယ်ဆိုတော့ကျွန်တော်လောက်ပေးလိုက်ပြီနော်